ဒီဗီဒီယိုလေးမှာတော့ purchase order process တွေကိုရှင်းပြပေးသွားပါမယ်ရှင့်။ပုံမှန်အတိုင်းကတော့ PR တင်ပြီးတော့ approve ချပြီးတော့မှ PO process ကိုဆက်သွားရဲပေါ့နော်။အဲ့အတွက် purchase module ကိုအရင်ဝင်လိုက်ပါမယ်ရှင့်။အဲ့မှာဆိုရင်ဒီ approve ချထားတဲ့ purchase requisition တွေကိုဝင်လိုက်ပါမယ်ရှင့်။အဲ့ဒါဆိုရင် purchase order ဝယ်ပေးမဲ့သူကဒီ create picking PO ဆိုတဲ့ button လေးကိုနှိပ်လို့ရတယ်ပေါ့နော်။ဒါပေမဲ့အဲ့မှာတစ်ခုသတိထားမှာကအဲ့ဒီ create picking PO နှိပ်လို့ရဖို့အတွက်ဆိုရင် vendor name လေးရွေးပေးရပါမယ်ရှင့်။အဲ့ဒါဆိုရင်ဒီ product တစ်ခုချင်းစီအတွက်သူ့ရဲ့သက်ဆိုင်ရာ vendor လေးရွေးပေးလို့ရပါတယ်ရှင့်။ဒီလိုရွေးပြီးရင် save button လေးကိုအရင်နှိပ်လိုက်ပါမယ်ရှင့်။ပြီးတော့မှ create picking PO လေးနှိပ်လိုက်ပြီဆိုရင်ဒီမှာ purchase order လေးနှစ်စောင်းတက်သွားတာတွေ့ပါလိမ့်မယ်ရှင့်။ဘာလို့လဲဆိုတော့ဒီ vendor နှစ်ခုမတူတဲ့အတွက်ကြောင့်မို့လို့တစ်ခုချင်းစီအတွက် purchase order တစ်စောင်းစီထွက်သွားတာပေါ့နော်။အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ purchase order create ဖြစ်ပြီးသားပေါ့နော်။တစ်ခုတည်းဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ vendor နဲ့သက်ဆိုင်တဲ့ product ပေါ့နော်။ဒီမှာက requisition တင်ထားတဲ့ quantity က10ခုဖြစ်ပေမဲ့ကိုဝယ်လို့ရတဲ့ quantity ကဥပမာ9ခုပဲရှိမယ်ဆိုရင်ဒီမှာ9ဆိုပြီးပြောင်းပေးလို့ရပါတယ်ရှင်။တကယ်လို့10ခုလုံးရရင်ဆိုရင်တော့ပြောင်းစရာမလိုဘူးပေါ့နော်။တခါတည်းဒီလို confirm order နှိပ်ပေးလို့ရပါတယ်ရှင်။အခုကတော့9ခုထည့်ထားပြီးတော့ save ပြီးတော့မှ confirm order လေးနှိပ်ပေးပါမယ်ရှင်။အဲ့ကြရင်နောက်တစ်ဆင့်ကျတော့ဒီ product တွေကို receive button လေးနှိပ်ပေးဖို့လိုပါမယ်ရှင်။ဒီမှာ receive product နှိပ်ပြီးသွားပြီဆိုရင်တော့ validate လေးထပ်နှိပ်ပေးဖို့လိုပါမယ်ရှင်။အဲ့ဒါပြီးသွားရင်တော့ဒီ PO process ကပြီးသွားပြီပေါ့နော်။အဲ့ဒီအတွက်ဒီရဲ့ PO ကိုပြန်ပြီးတော့သွားမယ်ပေါ့နော်။ဒါဆိုရင်နောက်ဆုံးဒီ purchase order ရဲ့နောက်ဆုံးအဆင့်ကိုရောက်သွားပြီးတော့ပြီးသွားပါပြီရှင်။အဲ့ဒါဆိုရင်ဒီနေရာကနေပြီးတော့ခုနကတင်ထားတဲ့ PR လေးကိုပြန်သွားကြည့်ပါမယ်ရှင်။အဲ့ဒါဆိုရင်ဒီမှာသူနဲ့သက်ဆိုင်တဲ့ purchase order လေးနှစ်စောင်းရှိမယ်ပေါ့နော်။အဲ့ဒီဝင်ကြည့်လိုက်မယ်ဆိုရင်ခုနကပြီးသွားတဲ့ PO လေးတစ်စောင်းကဒီလိုလေးပေါ်နေမယ်ပေါ့နော်။နောက်တစ်စောင်းလည်းအဲ့အတိုင်းပဲလုပ်လို့ရပါတယ်ရှင်။ဒီတစ်စောင်းမှာဆိုရင်တော့ quantity ကအကုန်လုံးဝယ်လို့ရရဲဆိုရင်ဒီလို confirm order လေးနဲ့နှိပ်ပြီးတော့တစ်ခါတည်းသွားလို့ရပါတယ်ရှင်။ပြီးရင် receive order လေးနှိပ်လိုက်မယ်။ဒီပြီးသက်ဆောင်တော့အတွက် receive product လေးနှိပ်လိုက်ပြီးသွားပြီဆိုရင်တော့သူရဲ့PO လေးတွေကနှစ်ဆောင်စလုံးပြီးသွားပြီပေါ့နော်။အဲ့ဒီအတွက်ဒီ PR လေးကိုပြန်သွားပြီးတော့ receive ပြန်နှိပ်ပေးလို့ရပါမယ်ရှင်။ခုနကတော့က PO မှာနှိပ်လိုက်တဲ့ receive ကကြတော့သူ့ရဲ့ main warehouse ထဲကိုရောက်သွားပြီးတော့ဒီ PR မှာထပ်ပြီးတော့ receive နှိပ်မယ်ဆိုရင်တော့ဒီသူ့ရဲ့သက်ဆိုင်ရာ project ဒီနေရာမှာဆိုရင်တော့ RBS back office ဆိုတဲ့ location စီကိုရောက်သွားမှာဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင် receive လေးနှိပ်လိုက်လို့ရပါပြီရှင်။ဒီဘက်က PO နှစ်ခုစလုံး receive လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ receive လေးနှိပ်လိုက်ပြီဆိုရင်ဒီမှာနောက်ဆုံး receive stage ကိုရောက်ပြီးသွားရင် purchase requisition process လေးကနောက်ဆုံးပြီးသွားပြီပေါ့နော်။နောက်က create လုပ်ထားတဲ့ PO နှစ်ဆောင်ကဒီ PR တွေကနေသူ့ရဲ့သက်ဆိုင်ရာနေ PR တွေကနေဝင်ကြည့်လို့ရတယ်လို့ဒါမှမဟုတ်ရင်ဒီအပေါ်က order တွေက purchase order တွေမှာလည်းတွားကြည့်လို့ရပါတယ်ရှင်။အဲ့ဒါဆိုရင်ဒီမှာဒီနှစ်ကြောင်းကဝင်နေပြီပေါ့နော်။ဒီတိုင်းလေးတွားကြည့်လို့ရပါတယ်ရှင်။တကယ်လို့ကိုက purchase requisition မတင်ဘဲနဲ့ purchase order ပဲတန်းပြီးတော့ create လုပ်ချင်တယ်ဆိုရင်လည်းဒီကနေ new button လေးကို create လုပ်ပြီးရင်ဒီ vendor တို့ currency တို့ order deadline တို့အဲ့လိုထည့်ပြီးတော့ဒီအောက်မှာဆိုရင်လည်း app product လေးနှိပ်ပြီးတော့ဒီမှာ quantity ရဲ့ unit pricing အဲ့လိုလေးတွေထည့်ပြီးတော့ဒီမှာ save button လေးနဲ့ confirm order လေးနဲ့ခုနက process အတိုင်းပဲဆက်သွားလို့ရပါတယ်ရှင်။ purchase order လေးကတော့ဒီလောက်ပါပဲရှင်။ဒီဆိုဒီမှာ